သွားမှာပါဒီတစ်ခါမန္တလေးမှာဒီမန္တလေးသားကြီးသားရှာမလို့အရင်ဟိုလွန်ခဲ့တဲ့တစ်နှစ်ကဟိုမန္တလေးသားကောင်လေးနဲ့သဘောကြိုက်တွဲခဲ့ပြီးတော့မှဒီချင်းလေးဖြစ်လာပါဟုတ်တယ်ဒီမှာမနော်ဘိုရီးသားထားတော့ထားမှာပါဘာလို့ဆိုရီးသားတော့မထားလို့မရတော့အပြိုးပြမဲ့တူတူတော့ရီးသားထားတော့မလို့ဟိုတကယ်လေးနေလည်းမရှိဘူးလေဒီကအဖွားလို့ပြောရဲဆို ဟုတ်တယ်လေလောက်ခံကြတော့အရင်နဲ့ပြောတာသူမှအဲ့လိုမပြောရဲဘူးကျွန်တော်ပဲပြောရဲအဖွားကြီးလင်းအိုနေပြီတရှိလောက်ခံတော့မယ်နော်မဟုတ်ဒါပေမဲ့အများကြီးနှုတ်ပါတယ်ဒီနေ့သူ့ပွဲဆိုသူ့ကိုမြှောက်ပေးမှရတယ်စိန်ဤခရီရဲ့လဆင်လာတိုင်းမကုန်မချင်းပြည့်အပ်နေတဲ့ကျက်သိန်းပေါင်း9000တွေကဝယ်ယူသူတွေအတွက်ကျက်သိန်းပေါင်း4000ဝင်းရံသူတွေအတွက်ကျက်သိန်းပေါင်း1000တွေကဝယ်ယူသူတွေအတွက်ရွှေ30သားနဲ့ကျက်သိန်းပေါင်း2000နီးပါးပေးအပ်ခဲ့ပြီးဖြစ်ပါတယ်အခုဆိုရင်မတ်လအတွက်မဟာတကြံအကျိုးနဲ့ကျက်သိန်းပေါင်း200ဧပြီလအတွက်မဟာတကြံ promotion အနေနဲ့ကျက်သိန်းပေါင်း900စုစုပေါင်းကျက်သိန်းပေါင်း900ကိုပေးအပ်သွားမှာပဲဖြစ်ပါတယ်ရှင်ကျက်သိန်းပေါင်း9000ကတူဖို့စိန်ဧကရီလက်ကားစိန်တိုက်ကြီးမှာစိန်ဝယ်ကြပါစို့ဟောအဲ့ဒါ तू ဟမ်မန္တလေးသွားရဲဆိုတာပြောပါမဟုတ်ပါဘူးမဟုတ်ဘူးတရားမရဟုတ်တယ်အဲ့ဒါအဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောပါမန္တလေးပါလို့ခဏခဏပြောရတယ်တင်တယ်တရားအစ်စ်ဒုက္ခပဲမန္တလေးသွားမှာပါဒီတစ်ခါမန္တလေးမှာဒီမန္တလေးသားရီးသားရှာမလို့သွားမှာပါ3နှစ်နေ့ဒီတချင်းကစိတ်ကူးနဲ့ရေးထားလားဒါမှမဟုတ်တကယ်ဖြစ်နေတာကိုရေးထားဘယ်လိုရမလဲလိမ်နေနဲ့မနှမ်းပြောနေရတယ်လားကျွန်တော်တို့မေးပေးမယ်တဲ့အရင်ဟိုလွန်ခဲ့တဲ့တစ်နှစ်ကဟိုမန္တလေးသားကောင်လေးနဲ့သဘောကြိုက်တွဲခဲ့ပြီးတော့မှဒီချင်းလေးဖြစ်လာပါအဲ့ကောင်လေးကအဲ့လိုအသားညွညွရက် no အသားမညူချောတယ်ပြားဖြူတယ်အဲ့ဆိုရင်တော့ဒီတချင်းကဒါကျွန်တော်ရဲ့ပုံစံကိုယူသုံးထားတဲ့အတွက်ကြောင့်ဒီတချင်းရဲ့ copyright ကကျွန်တော်ဆိုင်ပါတယ်အသားလေးကိုရက်လဲရှိဟုတ်တယ်နော်ဟိုသူအသားညူတော့မပါဘူးလေအသားမျက်ဝန်းကညူမျက်ဝန်းကညူရက်ကရှိရှေးရုပ်ကချောတော့အခုလိုမျိုးအချစ်တချင်းလေးတွေစိတ်ထဲကနေပေါ်ပေါက်လာတယ်ဆိုတော့စိတ်ထဲမှာဘလို့ချစ်တဲ့လက်ပြလေးတွေလွင့်နေလဲဆိုတာလေးဘယ်လိုလဲတကယ်ကြီးသားမရှိရပါဆိုမဟုတ်ဘူးကြီးသားမရှိဘူးအဲ့ဒါလည်း terror ဆွဲရနော်ဟုတ်တယ်ဒီမှာမနော်ဘိုရီးသားထားတော့ထားမှာပါဘာလို့ဆိုရီးသားတော့မထားလို့မရတော့အပြိုးပြမဲ့တူတူတော့ရီးသားထားတော့မလို့တကယ်ချင်းလည်းမရှိဘူးလေဟမ်တကယ်ချင်းလည်းမရှိဘူးလေထားမှာကြည့်ရလို့လည်းမရှိကြဘူးနေရီးသားနေရီးသားထားတာတစ်စစ်ကြော်သွားပြီဟေးဒီပြောမှာငါခေါက်တယ်လောက်လေအေးသူလည်းကျွန်တော်လည်းတပ်ပုံနေရနေဆဆမဟုတ်ပါဘူး तू ကဟုတ်တယ်တစ်စစ်ကြော်သွားပြီတဆူမှာ3ဟိုပါလဲဟို15အလီကိုထက်မြောက်တော်တစ်စစ်ကြော်ဆိုတာ experience ယူပါဟုတ်တာလေသူတို့နှစ်ယောက်တွေငါ့ကိုဖက်တယ်စိတ်ညစ်တယ်ရမေးလို့ရပါပြီဟုတ်အမှန်တော့လေကိုဟင်းတစ်ကသူကရီးသားဘယ်တော့မှဟိုလေယောက်ျားမြူနေပဲသူကအမြဲပြောတာယောက်ျားမြူနေအမြဲပြောတော့သူကလည်းပြောပါတယ်နေပြောပြီးပဲလောက်တော့လို့ဟုတ်တယ်သူတို့နှစ်ယောက်လုံးပြောစိတ်ညစ်ပါတကယ်ပဲတော့ဟမ်ဖွားဟမ်နင်ကအဖွားလို့ပြောရဲဆိုဟုတ်တယ်လေလောက်ခံကြတော့အရင်နဲ့ပြောတာသူမှအဲ့လိုမပြောရဲဘူးကျွန်တော်ပဲပြောရဲအဖွားကြီးလင်းအိုနေပြီတရှိနင်လောက်ခံတော့မယ်နော်မဟုတ်ဒါပေမဲ့အများကြီးနှုတ်ပါတယ်ဒီနေ့သူ့ပွဲဆိုသူ့ကိုမြှောက်ပေးမှရတယ်သူနောက်ကတော့သူ့ကိုလုံးမကြည့်တယ်ဟိုပါလဲအဲ့သူ့နာမည်ဟိုတဲ့ပိုကီမှာခွေးတဲ့ပိုကီမှာခွေးတဲ့ကောင်ရှိရလေပိုကီလေနင်ကလည်းငါနာမည်ကိုဘာဖြစ်လို့ထည့်ထားလဲနင်နာမည်လေနင်နာမည်နဲ့ငါနာမည်နဲ့ကိုပေါင်းထားသေးတယ်လုပ်သေးတာပိုကီကိုသူ့နာမည်ကမင်းသားကီပိုခွေးနာမည်ကပိုကီပိုတဲ့မင်းသားကီနဲ့ပေါင်းပိုကီဟာခွေးနာမည်စဉ်းစားကြည့်သူခွေးနာမပိုကီဆိုဟဲ့ဘာဆိုင်လဲနေခွေးဘာလို့ငါနာမည်တော့ထည့်တာလဲဆိုအဲ့ဒါပြောပါပိုကီပါပိုကီမွန်ဟလားပိုကီမွန်ဘိုကပိုကီမွန်ဆိုဟိုကလေအကောင်လေးဂျပန်ကာတွန်းတွေကပိုကီမွန်ကမွန်ဖြုတ်လိုက်တာပိုကီဆိုပြီးတော့အဲ့ဒါနဲ့ကျွန်တော်နာမည်ကျွန်တော်ပါသွားတာသူကမသိဘူးပေးတာသူနာမည်တမင်တက်ထည့်ထားတာငါနေတာမရိုင်းလိုက်မဖြစ်တော့ငါနာမည်ပါနေတယ်နောက်တာပါဟဲ့ငါသားလေးကိုငါချစ်တယ်နင်းခွေလေးတကယ်ချစ်ငါသားလေးကချစ်ဖို့ကောင်းတယ်
များကြီးစူးစမ်းတယ်တော်ပါတယ်သူကသူအမြဲအဓိကတော့သူ့ကိုပိုမြင်တဲ့တစ်ချက်ရှိတယ်သူအနုပညာတော်တော်ယူသွတ်တာသူအမြဲပြောမယ်ဆိုဗျာဟိုပြောမယ်ဆိုရင်သူ့အနေနဲ့ဟိုစူးစမ်းနေတဲ့အနုပညာရှင်လို့ကိုမြင်တယ်ပေါ့နော်တေချာတော့အရန်စူးစမ်းနေရတော့တေချာဘာလို့စဉ်းစားပပိုတာဆိုလို့ရှိရင်သူ့နေမှာခါကျစိတ်များပြတ်သွားမလားပေါ့ဒါမှမဟုတ်လေပပိုတာဆိုမဟုတ်ဘဲနဲ့တခြားလူအနေနဲ့ဆိုစိတ်ပြတ်သွားရင်စိတ်ပြတ်သွားမှာ तू အဲ့စိတ်မပြတ်သွားဘဲနဲ့တောက်လျှောက်ကြိုးစားနေတာကသူ့ရဲ့ဒါဟိုမြင်တဲ့အကောင်းတဲ့ချက်ပေါ့နော်ဟုတ်သိကျင်တာအရေးချင်းနေမဟုတ်ဘူးလေတော်တော် physical appearance ဆိုသိကျင်တာငယ်တော့ချစ်ဖို့ကောင်းတယ်လို့မြင်တာပေါ့အခုကျတော့ပုံမှန်ပဲဒီပါနေကတော့နေစကားကိုကောက်မြူပါဘူးအရင်တော့လည်းချစ်ဖို့ကောင်းပါတယ်အခုလည်းပိုချောလာပါတယ်ကျွန်တော်ဘေးနားကိုထိုးနေရင်တော့ကနေချစ်ဖို့ကောင်းတယ်ငါပြောပွားကြီးလေငယ်တော့ကလေငယ်တော့ကချစ်ဖို့ကောင်းတယ်အေးပါသူရင်ချစ်ဖို့ကောင်းတာအခုတော့ချစ်ဖို့မကောင်းတော့အေးပါ तू ပဲစိတ်ဆိုးတာဘိုးဘိုးကနည်းနည်းလေးခါကြရင်သူ့ကိုဆိုးမိလို့ तू ကစိတ်ဆိုးတာပေါ့ तू ကယောက်ျားကြီးပဲနဲ့စိတ်ဆိုးမှာစိတ်လည်းမကောက်တော့ကိုစိတ်ကောက်ခဏပဲဗော်တပူးသမီးမို့လားခဏပဲစိတ်ကောက်အဲ့ဒါတော့ရောက်မှာဘသူအသေးပို့ပွဲတာဟိတ်တက်လား No तू ကိုဟင်းတက်ကအတဲမကွယ်ဘာလို့လဲကိုဟင်းတက်ကအချီရေးစင်ပြေလေပြန်ထိုးရယ်နော်သူကအခြေစင်ပြေတယ် तू ကအတဲမကွယ်ဘူးကိုမင်းသားကြီးကတော့ပြလိုက်ပါဦးနည်းနည်းတော့ကွဲနေတာပေါ့တော့နည်းနည်းနဲပါတယ်ပထမတရားတော့ကလည်းကွဲနေတယ်လဲသူနဲ့တွေ့တယ်မထင်မှတ်ပဲနဲ့အဲ့တော့ကလည်းသူ့နောက်တစ်ယောက်နဲ့ကွဲတော့လဲတပီးနဲ့တွေ့တယ်နင်းကလည်းညားနေနင်းကွဲနိုင်ကနဲ့တွေ့တယ်မဟုတ်သေးဘူးစီစဉ်တော့မဟုတ်ဘူးဗျာသူကလည်းအဲ့တော့ပွဲတွေဖိလို့ရှိရင်ကိုကွဲနေတဲ့အချိန်လည်းဖြစ်နေတယ်ဒါပေမဲ့ဒီလိုပါပဲဟိုကိုကြည့်နေတဲ့သူတွေကဒီလိုမျိုးမင်းသားရုပ်လေးကအသေးကွဲရဆိုတာဖြစ်နိုင်ပါဘူးလားဒီလောက်ချောတာအဲ့ဒီသူကလေအမကောင်မလေးနဲ့အစင်ပြေနေပေါ်မလာဘူးကောင်မလေးနဲ့အစင်မပြေလို့ရောက်လာတာမဟုတ်လို့ရှင်ကိုတွေလည်းဖက်မလို့ဘူးကောင်မလေးနဲ့အစင်ပြေကောင်မလေးနဲ့ဦးသမီးလုံးနေတာဘယ်လိုဦးသမီးလဲလုံးပြီးတော့ငါနေ့အင်တာဗျူးတချို့တော့တွေ့ရလေမဟုတ်ဘူးဗျာရင်တော့ကျွန်တော်တို့ချီပူးခဲ့သမျှတော့ကလည်းကျွန်တော်တို့ဟိုသူ့ခွေပေါတော့ကလည်းကျွန်တော်တို့တချင်းတွေရိုက်ဖို့တွေသူအဲ့လိုမျိုးကျွန်တော်ခေါ်ရရှိတယ်အဲ့တုန်းကတော့ကျွန်တော်အမဒီဖုန်းနဲ့ဇလန်တိုင်းညနေတခဏအဲ့လိုမျိုးကောင်မလေးတွေကအဲ့လိုမျိုးပေါ့နော်သူရီးသားလဲကိုနဲ့တဝန်တို့ကိုရီးသားလဲသူကတဝန်တို့ဆိုတော့ငါရီးသားတဝန်တို့ကတယောက်တည်းပဲထားလိုက်ပါတော့ဟဲ့ကျန်တဲ့ဟာဘာမှတဝန်မတို့ဘူးနေအေးပါအခုတော့ AC ဆိုတော့လေအဲ့လိုဒီမှာမင်းသားနေလည်းပြန်သုံးပါလိုက်ဖတ်တဲ့ music video ရိုက်ရှိလို့ရှိရင်ပြန်သုံးရမှာပေါ့အဓိကတော့သူနဲ့တချင်းလှုပ်ထားတယ်ဟုတ်တယ်အခုအဲ့ဒါဟိုတနေ့ကမှကျွန်တော်တို့1 minute ချင်းမငိုကြီးပေါ့ကွယ်ပြန်ပြီးတော့တချင်း view version ကျွန်တော်ပြန်လုပ်ထားတယ်နော်ရေပုံစံနဲ့မတူတော့သူနဲ့ music video ကတော့ရိုက်လိုက်ရိုက်ဖူးတယ်သူတချင်းပို့ရေးပေးတာပို့ရေးပေးတာသူကဆိုတယ်ပြီးရင်ဘိုးတို့နှစ်ယောက်ပေါင်းပြီးတော့လည်းလုပ်ဖို့ရရှိပါတယ်ဟုတ်ကိုဟင်းတဲ့နဲ့ရတယ်ဘိုးတို့အမြဲတမ်းအဲ့တခြားပို့ရဲ့ show တွေပါဆိုလို့ရှိရင်ဝင်ပြီးတော့ကူညီပြီးဆိုပေးတာတို့သူ့ရဲ့ activity မှာဝင်ပြီးပါဝင်ပေးတာကိုဟင်းတဲ့နဲ့လည်းဆိုဟာရှိပါတယ်ဆိုရချင်းလေးဟုတ်အားပေးဖို့ပြောချင်ပါတယ်ငါမင်းရဲ့ချစ်သူဖြစ်ချင်ပါတယ်ကျွန်တော်တို့က I want to be your boyfriend ဟမ် I want to be your နင်တို့ I want to be your boyfriend ဖြစ်ရမှာလေသူ girlfriend ဖြစ်ချင်တာနင် girlfriend ဖြစ်ချင်တာလားဘာဆိုင်လဲငါ straight only I want to be your boyfriend လေအေးပါငါမင်းရဲ့ချစ်သူကောင်းလေးဖြစ်ချင်တော့ပြောရမှာလေဟောရလောလောဆယ်တယောက်လေးဝင်နေရ AC ပဲရှောက်ပြောတာသူနဲ့8ယောက်လောက်တပြိုင်တည်းတွေ့ရ Bye I want to be your girlfriend အောင်မြင်ပါစေတကယ်ချင်းနော်ဒီထက်ပိုပြီးတော့အများကြီးတောက်ပါပါစေဒီတော့ပို့တော့ဒီတခြင်းလေးအောင်မြင်သလိုနောက်တဲ့တခြင်းလေးလည်းအများကြီးအောင်မြင်ပါစေလို့ဆုတောင်းပေးပါလေနော် Sha la la Okay bye Thank you ကျေးဇူးပါတယ်